အားလုံးပဲမင်္ဂလာပါ Explore with us မြန်မာ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တာမန်လူသားတွေဖြစ်တဲ့ကျွန်တော်တို့အတွက်တော့ကဘာကြီးဟာအရန်ကိုကျယ်ဝန်းလာပါတယ်ကဘာတစ်ဖက်ချမ်းကနေအခြားတစ်ဖက်ချမ်းကိုသွားဖို့တော့ရပ်ပေါင်းများစွာအချိန်ယူရပါတယ်ဒါပေမဲ့ကဘာမျက်နှာပြင်ကနေခွာပြီးအာကာသထဲကနေကြီးလိုက်မယ်ဆိုရင်တော့Galaxy ပေါင်း trillion ချီပြီးရှိနေကရေတွက်လို့မရနိုင်တဲ့ဂျိုတွေနဲ့ကျယ်တွေပြည့်နှက်နေတဲ့အေယာမစကြဝဠာကြီးထဲမှာကျွန်တော်တို့နေထိုင်တဲ့ကဘာဟာဖုံဖုံလေးတမုံစာလောက်ပဲရှိတယ်ဆိုတာရှင်းရှင်းလင်းလင်းကြီးမြင်တွေ့ရမှာပါဒီစကြဝဠာကြီးဟာကျွန်တော်တို့သွားရောက်စူးစမ်းဖို့ဆိုတာထက်အုံနောက်နဲ့တွေးကြည့်လို့တောင်မရနိုင်တော့အောင်ကိုကြီးမားကျယ်ပြောလာပါတယ်ဒါပေမဲ့ဒီလိုကြီးမားပြီးခမ်းနားလွန်းတဲ့တိဆောက်ပုံကြီးထဲမှာမှကျွန်တော်တို့ရဲ့အရွယ်စားသတ်မှတ်ချက်တွေကိုတောင်စိန်ခေါ်နေတဲ့အရာကြီးတွေတိကျတည်ရှိနေကြပါတယ်အဲ့ဒီကျယ်တွေဟာအရန်ကိုကြီးမားလွန်းတာကြောင့်သူတို့နဲ့ရှင်လိုက်ရင်ကျွန်တော်တို့ရဲ့နေမင်းကြီးဟာဘာမှမဟုတ်တော့သလိုတောင်ဖြစ်သွားပါတယ်။နောက်ပြီးတောင်ဘက်စွန်းကစကူတမ်ကျဲဆူဒန်ရဲ့အနက်ရှိုင်းဆုံးနေရာတစ်ခုမှဆိုရင်အခုချိန်ထိအကြီးမားဆုံးလို့ယူဆရတဲ့ကျဲကြီးတစ်လုံးကိုရှာဖွေတွေ့ရှိထားပြီလို့တောင်ထင်ရပါတယ်။ဒါပေမဲ့ကျဲတစ်လုံးကတကယ်တမ်းဘယ်လောက်ထိကြီးမားနိုင်မလဲ။နောက်ထပ်ရှာဖွေတွေ့ရှိဖို့စောင့်ဆိုင်းနေတဲ့ဒီထက်ပိုကြီးတဲ့အေယာမကျဲကြီးတွေကရှိနိုင်သေးသလား။သင်ကကျွန်တော်တို့ရဲ့နေမင်းကြီးကိုတော်တော်ကြီးရဲ့လို့ထင်ကောင်းထင်ပါလိမ့်မယ်။ဟုတ်ပါတယ်တကယ်လည်းကြီးမားပါတယ်။နေရဲ့အချင်းဝါဟာကီလိုမီတာ9သိန်းလောက်ကျယ်ဝန်းပါတယ်။အကယ်၍များနေမင်းကြီးကိုဘောလုံးတစ်လုံးအရွယ်လို့တင်စားကြည့်လိုက်မယ်ဆိုရင်ကဘာမြေကြီးဟာနေထက်အစာပေါင်း190သိန်းငယ်ပြီး2မီလီမီတာသာကျယ်တဲ့ငရုတ်ကောင်းစည်းလေးတစ်စည်းအရွယ်သားပဲရှိမှာပါ။နေဖွဲ့စည်းထဲမှာရှိတဲ့ဂျိုတွေအားလုံးရဲ့ drug ထုကိုပေါင်းလိုက်မယ်ဆိုရင်တော့နေမင်းကြီးရဲ့ drug ထုကအဲ့ဒီဂျိုအားလုံးပေါင်းထက်အစာပေါင်း943စာပိုပြီးကြီးမားနေစေဖြစ်ပါတယ်။ဒါပေမဲ့အခြားကျယ်တွေနဲ့ရှင်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ရဲ့နေဟာဘာမှမထူးခြားနေတော့ပါဘူးကျွန်တော်တို့နဲ့အနီးဆုံးအိမ်နီးချင်းကျယ်တွေဖြစ်တဲ့ Alpha Centauri ကျယ်အမွှာတွေဆိုရင်ကျွန်တော်တို့နေရွယ်စားနီးပါးလောက်ရှိပြီး Sirius A ဆိုရင်နေထက်2ဆပိုကြီးပါတယ်ဒါပေမဲ့ကျယ်တစ်လုံးကတကယ်တမ်းဘယ်လောက်ထိကြီးထွားနိုင်မလဲဒါကိုနားလည်ဖို့ဆိုရင်တော့ကျယ်တွေရဲ့စင်ကဲဖြစ်စဉ်ကိုလေ့လာကြည့်ဖို့လိုပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ခီးစဉ်ကို Hertzsprung-Russell diagram လို့ခေါ်တဲ့ဇယားကြီးရဲ့အလယ်ဘိုးကနေစတင်ပါမယ်1910ပြည့်နှစ်တွေရဲ့အစောပိုင်းကာလလောက်မှာဒိန်းမတ်နက္ခတ္တဗေဒပညာရှင် Ejnar Hertzsprung နဲ့အမေရိကန်ပညာရှင် Henry Norris Russell တို့ဟာဒီဇယားကိုတိကျစီဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ဒီဇယားကကျယ်ရီရဲ့အပူချိန်ကိုသူတို့ဘယ်လောက်တက်ပါတယ်လဲဆိုတာနဲ့ချိန်ထိုးပြထားတာပါ။နောက်ပြီးဒီဇယားကြီးရဲ့အလယ်ဘဟုမြင်းတစ်လျှောက်မှာတော့ main sequence star လို့ခေါ်တဲ့ကျယ်ရီတည်ရှိပါတယ်။ဒီကြောရိုးတန်းလေးဟာကျယ်များစုကသူတို့တက်တန်းရဲ့အချိန်အများဆုံးကိုဖျက်ဆီးသွားကြတဲ့နေရာလေးပဲဖြစ်ပါတယ်။တကယ်လို့ကျယ်တစ်လုံးဟာဒီနေရာလေးမှာရှိနေတယ်ဆိုရင်အဲ့ဒီကျယ်ဟာသူ့ဘဝရဲ့တည်ငြိမ်တဲ့အဆင့်တစ်ခုကိုရောက်နေပြီလို့ဆိုလိုတာပါ။ကျယ်စတင်မွေးဖွားချိန်မှာကြုံတွေ့ရတဲ့ဘယုတ်တုခမော်လီကျူးတိမ်တိုက်တွေပြိုဆင်းတဲ့အဆင့်ကိုဖျက်ကျော်ပြီးသွားတဲ့အခါမှာတော့ဒီ main sequence star ဟာသူ့ရဲ့ဗဟိုချက်ထဲမှာဟိုက်ဒရိုဂျင်တွေကိုဇက်တိုက်လောင်ကျွမ်းစေပြီးသူ့ကိုယ်ပိုင်စွဲငင်အားကြောင့်အတွင်းဘက်ကိုပြင်းပြင်းထန်ထန်ပြိုကျလာမဲ့အားကိုပြန်လည်ခုခံတွန်းကန်နိုင်မဲ့စွမ်းအင်တွေကိုထုတ်လွှတ်ပေးပါတယ်။ဒါဟာမျှခြေတစ်ခုကိုဖန်တီးနေတဲ့လုပ်ငန်းစဉ်ပါပဲ။ဒီလိုမျှခြေကိုရောက်သွားပြီဆိုရင်တော့အဲ့ဒီကျယ်ကို hydrostatic equilibrium ဖိအားမျှခြေအခြေအနေတွေရောက်သွားပြီလို့သတ်မှတ်ပါတယ်။ဒီ main sequence လမ်းကြောင်းပေါ်ကကျယ်အားလုံးနီးပါးဟာခုနကပြောခဲ့တဲ့ငြိမ်သက်နေတဲ့အခြေအနေမှာရှိနေကြတာဖြစ်ပေမဲ့ဒါကသူတို့အားလုံးအတူတူပဲလို့ဆိုလိုတာတော့မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့နေမင်းကြီးကတော့အဲ့ဒီ Hertzsprung-Russell ဇယားရဲ့အလယ်တက်မှာတတောင့်တတနေရာယူထားပါတယ်။သူကအလယ်လက်ဆင့်လောက်မှာရှိတဲ့ G-type main sequence star တစ်လုံးဖြစ်ပါတယ်။ဒီ G ဆိုတာ spectral class လို့ခေါ်ပြီးတော့အကြမ်းမြင်ပြောရရင်ကျယ်တွေကိုသူတို့ရဲ့အပူချိန်အဲ့ဒီကတဆင်အယောင်သွေးပေါ်မူတည်ပြီးသတ်မှတ်ထားတာဖြစ်ပါတယ်။သူတို့ကို O B A F G K M ဆိုပြီးနာမည်တွေပေးထားတဲ့စနစ်တစ်ခုရှိပါတယ်။အဲ့ဒီမှာ O ကအပူဆုံးဖြစ်ပြီး M ကတော့အေးဆုံးဖြစ်ပါတယ်။ဒီအစီအစဉ်ကိုမှတ်ရလွယ်ဖို့အတွက် Oh be a fine girl kiss me ဆိုတဲ့စာသားလေးနဲ့အလွယ်မှတ်ထားလေးရှိကြပါတယ်။ကျွန်တော်တို့ရဲ့နေနဲ့အခြား G-type ကျယ်တွေရဲ့မျက်နှာပြင်အပူချိန်ကတော့9988 Kelvin ဝန်းကျင်လောက်မှာရှိပါတယ်။ဒီအပူချိန်ကြောင့်မလို့ပဲကျွန်တော်တို့အားလုံးရင်းနှီးပြီးသားဖြစ်တဲ့အဝါနုရောင်အဆင်းကိုရရှိစေတာပါ။သူတို့ရဲ့ဗဟိုချက်မှာတော့ဟိုက်ဒရိုဂျင်တွေကိုဟီလီယမ်ဖြစ်အောင်တဖြည်းဖြည်းချင်းလောင်ကျွမ်းပြောင်းလဲပေးနေပြီးစက္ကန့်တိုင်းမှာဟိုက်ဒရိုဂျင်တန်ချိန်တန်း600ခန့်ကိုလောင်ကျွမ်းစေပါတယ်။အဲ့ဒီကနေထွက်ပေါ်လာတဲ့စွမ်းအင်ဟာဆိုရင်ကမ္ဘာမြေပေါ်ကသက်ရှိတွေအတွက်နှစ်ပေါင်းဘီလီယံနဲ့ချီပြီးအသက်ရှင်နေထိုင်နိုင်အောင်ထောက်ပံ့ပေးနေကြတာပါ။ဒါပေမဲ့ဒီ main sequence ရဲ့အပေါ်ဒါမှမဟုတ်အောက်ကိုဆင်းပြီးကြည့်လိုက်မယ်ဆိုရင်တော့
ကျယ်ရီရဲ့သဘာဝဟာပြောင်းသွားပြီးနောက်ထပ်ပုံစံတစ်ခုထွက်ပေါ်လာပါတယ်။မှိန်တဲ့ကျယ်တွေကများသောအားဖြင့်အေးမြပြီးကျယ်တစ်လုံးဟာပူလာလေးလေးပိုပြီးတောက်ပလာလေးလေးဆိုတာကတိတ်ပြီးတော့အံ့ဩစရာမဟုတ်ပါဘူး။ဒါပေမဲ့ချက်ချင်းတွေးကြည့်ဖို့ခက်တဲ့အချက်ကကျယ်တစ်လုံးရဲ့ drug ထုကဒါတွေနဲ့ဘယ်လိုသက်ဆိုင်နေသလဲဆိုတာပါပဲ။တကယ်တမ်းမှာတော့ရှင်းလင်းပြတ်သားတဲ့ဆက်ဆက်မှုကြီးတစ်ခုရှိနေပါတယ်။အတောက်ပဆုံးကျယ်တွေဟာ drug ထုအကြီးမားဆုံးကျယ်တွေဖြစ်လေ့ရှိပါတယ်။ဥပမာတစ်ခုအနေနဲ့ Bellatrix ကျယ်ကိုပဲကြည့်လိုက်ကြရအောင်။သူဟာငှင်ရံမှာ26လုံးမြောက်အတောက်ပဆုံးကျယ်တစ်လုံးဖြစ်ပြီး Orion ကျယ်စုတန်းရဲ့ဘယ်ဘက်ပခုံးနေရလဲဖြစ်ပါတယ်။သူက B တိုက်အမျိုးအစားကျယ်ဖြစ်တဲ့အတွက်အတောက်ပဆုံးသတ်မှတ်ချက်အုပ်စုထဲမှာပါဝင်ပြီးတော့မျက်နှာပြင်အပူချိန်က2200 Kelvin ဝန်းကျင်လောက်ရှိတာကြောင့်ကျွန်တော်တို့နေထက်4ဆနီးပါးလောက်ပိုပူပါတယ်။ဒါအပြင်သူ့ရဲ့ drug ထုဟာလည်းနေထက်8.6ဆပိုပြီးကြီးမားပါသေးတယ်။ဒီလောက်ကြီးမားတဲ့ drug ထုကြောင့်ရလာတဲ့အကျိုးဆက်ကတော့ Bellatrix ရဲ့ဗဟိုချက်မှာရှိတဲ့ hydrogen တွေကိုတခြားကျယ်တွေမှာထက်အဆမတန်ဖိသိပ်ပစ်တာပဲဖြစ်ပါတယ်။ဒီလိုပြင်းထန်တဲ့ဖိအားတွေကြောင့်လောင်ကျွမ်းမှုနှုန်း fusion reaction ကိုမြင့်တက်သွားစေပြီးစွမ်းအင်တွေကိုအမြောက်များထုတ်လွှတ်ပေးပါတယ်။ဒီလိုလောင်ကျွမ်းမှုဟာဘလောက်တောင်အားပြင်းသလဲဆိုရင်ကျယ်ကြီးကိုတောင်ဖောင်းကားလာစေတဲ့အထိဖြစ်စေပါတယ်။ဒါဟာကျယ်ရဲ့ကိုယ်ပိုင်စွမ်းငင်အားကတော့အဲ့ဒီစွမ်းအင်ကိုမထိန်ချုပ်ထားနိုင်တော့သလိုမျိုးဖြစ်နေပါတယ်။ဒါကြောင့်မလို့ပဲ Bellatrix ရဲ့ဒုတွေဟာကျွန်တော်တို့နေထက်အဆ200လောက်ကိုပိုပြီးကြီးမားနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအရာတိုင်းအတွက်ပေးဆက်ရမှုတော့ရှိပါတယ်။ drug ထုကြီးမားလွန်းတဲ့ဒီလိုကျယ်တွေဟာအပူချိန်ပြင်းပြင်းနဲ့မြ мян ဆန်ဆန်ကိုလောင်ကျွမ်းကြပါတယ်။ကျွန်တော်တို့ရဲ့နေဟာသူ့တက်တန်းစုစုပေါင်းအနေနဲ့နှစ်ပေါင်းဘီလီယံ30လောက်ရှင်သန်နိုင်ခြေရှိပေမဲ့ Bellatrix ကျယ်ကြီးကတော့တက်တန်း25သန်းကြာအောင်လောင်ကျွမ်းခဲ့ပြီးဖြစ်လို့နောက်ထပ်တက်တန်း9သန်းသာကျန်ပါတော့တယ်။အခုလိုမျိုးတိုးတောင်းလွန်းတဲ့တက်တန်းတွေကြောင့်ပဲကြီးမားတဲ့ကျယ်တွေဟာတော်တော်လေးရှားပါးသွားတာဖြစ်ပါတယ်။သူတို့ရဲ့မတည်ငြိမ်မှုနဲ့ခဏတစ်ဖြုတ်တာတည်ရှိမှုတွေကြောင့်ပဲတက်တန်းပိုရှည်ပြီးဒုတဲ့ပုံနေတဲ့အခြားကျယ်တွေလောက်ကျွန်တော်တို့အလွယ်တကူမြင်တွေ့နိုင်မှုဆိုတာမဖြစ်နိုင်ပါဘူး။ဒါဆိုရင်အဲ့ဒါအဖြေပဲလား။တကယ်လို့ကျွန်တော်တို့အကြီးမားဆုံးကျယ်ကြီးကိုရှာခြင်းနဲ့ဆိုရင် drug ထုအလေးဆုံးကျယ်ကိုရှာလိုက်ရုံပဲပေါ့။တကယ်တော့ကျယ်တွေဟာနေရဲ့ drug ထုတက်အဆ150လောက်ပဲပိုကြီးနိုင်ပါတယ်။အဲ့ဒီထက်ပိုသွားရင်အလွန်မတည်မငြိမ်ဖြစ်သွားပြီးသူတို့ကိုသူတို့ဖောက်ခွဲဖျက်ဆီးပြစ်ကြလိမ့်မယ်လို့ပညာရှင်တွေကယူဆထားကြပါတယ်။ဒါပေမဲ့စကြဝဠာကြီးကဒီလိုကန့်သတ်ချက်မျိုးကိုဖျောက်ဖျက်ဖို့တိကျနီလန်းလေးတွေကိုရှာဖွေတွေ့ရှိထားပြန်ပါတယ်။ကြီးမားတဲ့ကျယ်နှလုံးဝင်တိုက်ပြီးပေါင်းဆက်သွားတဲ့အခါမှာတော့ထွက်ပေါ်လာတဲ့ကျယ်အသစ်ကြီးဟာတကယ့်ကိုကြီးမားတဲ့အေယာမကျယ်ကြီးတစ်လုံးဖြစ်သွားပါတယ်။အဲ့ဒီကျယ်ကြီးတွေဟာအခြားဘေးပတ်ဝန်းကျင်ကအရာဝတ္ထုတွေကိုတဖြည်းဖြည်းချင်းစုပ်ယူစားသုံးရင်ကြီးထွားလာနိုင်တာထက်ကိုအများကြီးပိုပြီးတော့ကြီးမားလာကြပါတယ်။အခုကျွန်တော်ပြောပြခဲ့တာတွေကတော့အန်ဩစရာကောင်းလောက်အောင်စိတ်ဝင်စားစရာနာမည်တစ်ခုပိုင်ဆိုင်ထားတဲ့ R136A1 ဆိုတဲ့ကျယ်ကြီးအကြောင်းရှင်းပြထားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။စကြဝဠာထဲမှာအလေးချိန်အစည်းဆုံးနဲ့အတောက်ပဆုံးကျယ်တစ်လုံးအဖြစ်ရှိကောင်းရှိနိုင်တဲ့ကျယ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ Hasbron Rosette ဇယားကြီးရဲ့အပေါ်ဘက်အစွန်ဆုံးဘယ်ဘက်တောင်လေးမှာနေရာယူထားတဲ့ R136A1 ဆိုတာတကယ်အေယာမကျယ်ကြီးပါ။ခုနကပြောခဲ့တဲ့အစ150လောက်အထိပဲကြီးထွားနိုင်တယ်ဆိုတဲ့ကန့်သတ်ချက်ကိုခဏလောက်မေ့ထားလိုက်ပါ။ဒီအေယာမကျယ်ကြီးဟာဆိုရင်ကျွန်တော်တို့နေရဲ့ drug ထုထက်265ဆလောက်ရှိနိုင်မယ်လို့ခန့်မှန်းရပြီးအချင်းဝက်ဆိုရင်အစ40လောက်ကိုပိုပြီးကြီးမားပါတယ်။သူ့ကိုအထူးသဖြင့် Wolf Ray လို့ခေါ်တဲ့အင်မတန်ရှားပါးတဲ့အုပ်စုဝင်ကျယ်အဖြစ်သတ်မှတ်ထားပါတယ်။သိပ္ပံပညာရှင်တွေကဒီလိုမျိုးကျယ်အလုံးပေါင်း2000လောက်ရှိမယ်လို့ခန့်မှန်းထားခဲ့ကြပေမဲ့လည်းလက်တလောကျွန်တော်တို့ Galaxy ထဲမှာဒီလိုကျယ်မျိုးအလုံးရေအတွက်220ကိုသာတွေ့ရှိထားပါသေးတယ်။သူတို့ဟာအလွန်ကြီးမားတဲ့အရွယ်အစားတွေရှိကြပြီးတော့ဘဝရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့အလွန်တိုးတောင်းလွန်းတဲ့ကာလအပိုင်းခြားလေးကိုရောက်နေပြီပဲဖြစ်ပါတယ်။မကြခင်မှာစူပါနိုဗာပေါက်ကွဲမှုတွေအနေနဲ့ပြိုလဲတော့မဲ့အဆင့်တစ်ခုပေါ့။သူတို့ဟာအရန်ကိုမတိမငြိမ်ဖြစ်နေတာကြောင့်ပဲလေပြင်းတွေတဲကိုကြီးမားလာတဲ့ပလာစမာတွေအနေနဲ့အမြောင်များပြစ်လွတ်လေးရှိပြီးစက္ကန့်တိုင်းမှာကီလိုမီတာ3000အထိမြန်တဲ့အရှိန်နှုန်းတွေနဲ့နှစ်သန်းတိုင်းမှာကျွန်တော်တို့နေရဲ့ drug ထုပေါင်း10ဆလောက်ကိုတောင်အာကာသထဲပြစ်လွတ်လွင့်စင်စေပါတယ်။ဒါပေမဲ့ဒီကျယ်တွေကမယုံနိုင်လောက်အောင်လဲတောက်ပကြပါသေးတယ်။ကျွန်တော်တို့ရဲ့နေမင်းကြီးကတစ်နှစ်ပြည့်အောင်အချိန်ယူပြီးမှထုတ်လို့ရတဲ့အလင်းရောင်ပမာဏကို R136A1 ကျယ်ကြီးကနေ4စက္ကန့်နဲ့အဲ့ဒီပမာဏနဲ့ညီတဲ့အလင်းရောင်တွေကိုထုတ်လွှတ်ပေးပါတယ်။သူထုတ်လွှတ်တဲ့ဓာတ်ရောင်ခြည်အများစုကခရမ်းလွန်ရောင်ခြည်တွေဖြစ်နေတဲ့အတွက်ကြောင့်သာကျွန်တော်တို့တာမန်မျက်စိနဲ့ကြည့်ရင်ကျွန်တော်တို့နေထက်အစာပေါင်း364,400သာပိုပြီးတောက်ပနေတာပါ။ရိုးရိုးသားသားပြောရရင်ဒီလိုကျယ်ကြီးတစ်လုံးကိုမျက်စိနဲ့တက်အပ်မြင်ခွင့်ရတာဟာ
ကျွန်တော်တို့အရန်ကန်ကောင်းလို့ပါပဲသူကစက်ကြော်ရာရဲ့မျက်တောင်တစ်ခါလောက်ပဲရှိတဲ့အချိန်တသန်း3တန်းခန့်သာတည်ရှိနိုင်မဲ့ပုံပေါ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကဒီကျယ်ကြီးကတော့စက်ကြော်ရာထဲမှာအကြီးဆုံးကျယ်တော့မဟုတ်သေးပါဘူးအချင်းဝက်အနေနဲ့ကြည့်ရင်တော့မဟုတ်သေးပါဘူးဘာဖြစ်လို့လဲဆိုတော့သူဟာစက်ကြော်ရာထဲမှာ drug ထုအကြီးမားဆုံးတွေကကျယ်တလုံးဆိုတာတေချာပေမဲ့သူ့လောက် drug ထုမကြီးပဲအရွယ်စားအရန်ကိုပိုကြီးနေတဲ့ကျယ်တွေလည်းရှိနေသေးလို့ပါဒါဆိုရင်ဘယ်လိုလုပ်ပြီးကြီးနေနိုင်တာလဲအဖြေကတော့အကြီးမားဆုံးကျယ်ကြီးတွေမှာလှုပ်ဝက်ချက်လေးတစ်ခုရှိနေပါတယ်ပုံမှန်အောင်ပြောရရင်သူတို့ရဲ့အပြင်ဘက်အခွန်လွှာတွေမှာအဲ့ဒီလှုပ်ဝက်ချက်တွေရှိနေတာပါအခုအချိန်ထိတော့ကျွန်တော်တို့ကသူတို့ရဲ့ဗဟိုချက်ထဲမှာဟိုက်ဒရိုဂျင်တွေကိုလောင်ကျွမ်းစေတဲ့ main sequence လို့ခေါ်တဲ့ပင်မအစင်လိုက်ကျယ်တွေအကြောင်းကိုပဲအဓိကထားပြီးပြောခဲ့တာပါဒါပေမဲ့ကျယ်သလုံးဟာတိတ်ဆုံးခံပြီးဖြစ်လာတဲ့အခါနောက်ဆုံးမှာသူ့ရဲ့အဲ့ဒီဟိုက်ဒရိုဂျင်တွေအကုန်ကုန်ခန်းသွားပါလိမ့်မယ်သူ့ကိုတီတီငြိမ်ငြိမ်ရှိနေစေမဲ့ဓာတ်ပြုလောင်ကျွမ်းမှုကနေထွက်လာတဲ့စွမ်းအင်တွေမရှိတော့တဲ့အခါကျယ်ရဲ့ပြင်းထန်လာတဲ့စွမ်းငင်အားကြောင့်ဗဟိုချက်ကြီးဟာအတွင်းပိုင်းကိုစတင်ပြီးတော့ပြိုကျလာပါတော့တယ်ဒီလိုပြိုကျလာတာနဲ့အမျှပုံမပြင်းထန်တဲ့ဖိအားတွေဖြစ်ပေါ်လာပြီးဗဟိုချက်ရဲ့အပူချိန်ဟာနောက်တစ်ချိန်ထပ်မံမြင့်တက်သွားပါတော့တယ်အဲ့ဒီအခါမှာဗဟိုချက်ဟာအရန်ပူပြင်းလာတဲ့အတွက်ဟီလီယမ်ကိုပါထပ်ပြီးလောင်ကျွမ်းစေလိုက်လို့ကျယ်ကြီးကိုလုံးဝအသစ်ဆက်ဆက်ဖြစ်တဲ့ဘဝတသန်းကာလတစ်ခုတည်းရောက်ရှိသွားစေပါတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကဒီအပူချိန်ဟာကျယ်ရဲ့အပြင်ဘက်အလွှာကိုပါသွားပြီးအပူပေးလိုက်တယ်လို့ဖြစ်သွားစေပါတယ်တစ်ချိန်လုံးကဗဟိုချက်မှာရှိခဲ့တဲ့အပူချိန်မျိုးကိုဒီအပြင်ဘက်အလွှာတွေကပါရရှိသွားပါတယ်အဲ့ဒီအခါမှာအပြင်ဘက်အလွှာမှာရှိနေတဲ့ hydrogen atoms တွေကပါရုတ်တရက်ဆိုသလိုဓာတ်ပြုလောင်ကျွမ်းမှုတွေစတင်ဖြစ်ပေါ်လာပါတယ်ဒီဖြစ်စဉ်ကြောင့်မလို့ပဲကျယ်ကြီးဟာအစမတန်ကိုဖောင်းကားလာပြီး red giant ကြီးတစ်ခုဖြစ်လာပါတော့တယ်ကျွန်တော်တို့ရဲ့နေမင်းကြီးဟာအခုဆိုရင်အချင်းဝက်ကီလိုမီတာ9သိန်းလောက်ပဲရှိတာပါဒါပေမဲ့အနာဂတ်မှာခုနကဖြစ်စဉ်မျိုးစတင်လာတဲ့အခါမှာတော့နေမင်းကြီးဟာအချင်းအနေနဲ့ဆိုရင်ကီလိုမီတာတန်300အထိတောင်ကြီးမားလာမှာဖြစ်ပြီးနေနဲ့အနီးဆုံးမှာရှိတဲ့ Mercury, Venus နဲ့အချို့ဆိုကျွန်တော်တို့ရဲ့ကမ္ဘာမြေကိုတောင်အကုန်လုံးဝါးမြို့သွားနိုင်လောက်တဲ့အထိကြီးမားသွားမှာပါဒီလို red giant ဖြစ်ပေါ်လာတဲ့ဖြစ်စဉ်ဟာဆိုရင်ကျွန်တော်တို့နေရဲ့ drug ထုထက်3.8 ဆကနေ8ဆလောက်ကြားမှာရှိတဲ့ကျယ်တွေမှာဖြစ်ပေါ်လေးရှိပါတယ်အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ red giant တွေကစိတ်ဝင်စားဖို့အကောင်းဆုံးဥပမာတစ်ခုပြရမယ်ဆိုရင်တော့ CDS ကျေစုတန်းထဲမှာပါဝင်တဲ့ Mira A ပဲဖြစ်ပါတယ်သူ့ရဲ့ drug ထုကကျွန်တော်တို့နေရဲ့တဆကနေ1.2 ဆအကြားလောက်ပဲရှိပေမဲ့သူ့ရဲ့အချင်းဝက်ကတော့ကျွန်တော်တို့နေထက်အနည်းဆုံးအစာပေါင်း332ဆပိုကြီးနေပါတယ်စိတ်ဝင်စားဖို့ကောင်းတာကဒီလောက်ကျယ်ကြီးကပုံမှန်အနေဆုံးအခြေအနေတစ်ခုပဲရှိပါသေးတယ်မီရာရီကျယ်ကြီးဟာရပ်ပေါင်း80ကနေ1000ထိကြာတဲ့ကာလအပိုင်းခြားအမျိုးမျိုးနဲ့သူ့ကိုယ်သူအသက်ရှူနေသလိုခုန်လှုပ်နေတတ်ပါတယ်ဒီစဝန်းလေးတွေကတပြိုင်နက်တည်းအန်ကိုက်ဖြစ်ပြီးတိုက်ဆိုင်သွားတဲ့အခါဆိုရင်ဒီကျယ်ကြီးကသူ့ဘာသာသူသိတာအောင်ရုတ်တရက်ဖောင်းကားသွားတတ်ပါတယ်ဒါကြောင့်သူ့ရဲ့တကယ်အကြီးဆုံးရောက်ရှိနိုင်တဲ့အချင်းဝက်ပမာဏဆိုတာကခုနကပြောတဲ့ပမာဏထက်အများကြီးပိုကြီးပါတယ်အဲ့ဒီလိုခုန်လှုပ်ပြီးဖောင်းကားသွားချိန်ဆိုရင်ကျွန်တော်တို့နေထက်402စားလောက်အထိတောင်ရောက်ရှိနိုင်ပါတယ်ဒါပေမဲ့ဒီလို red giant ဟာအကြီးဆုံးကျယ်အမျိုးအစားတော့မဟုတ်ပြန်ပါဘူးကျယ် red ထုကကျွန်တော်တို့နေရဲ့အစ8ဆလောက်ကိုရောက်သွားပြီဆိုရင်တော့အဲ့ဒီထက်တောင်အများကြီးပိုကြီးမားတဲ့အုပ်စုတစ်ခုကထပ်ပြီးပေါ်လာပြန်ပါတယ်အဲ့ဒါကို red super giant လို့ခေါ်ပါတယ်မြင့်မားပြီးကြီးမားလာသလိုအင်မတန်လည်းအစွမ်းစကြီးမားကသူ့ရဲ့အမျိုးအနွယ်အသေးလေးတွေနဲ့ဆိုရင်နှိုင်းရှင်လို့မရတော့အောင်ကိုလည်းကျေပြန့်ကြပါမယ်ဒီကျယ်ကြီးတွေဟာဝမ်းနည်းစရာကောင်းတဲ့ဇာတ်သိမ်းတစ်ခုကိုသွားဖို့ကံပါလာတဲ့သူတွေပါစကြဝဠာကြီးရဲ့ဒီ red super giant ကျယ်ကြီးတွေဟာသူတို့ဘဝရဲ့နောက်ဆုံးချိန်မှာတော့အေယာမပောက်ကွဲလွန်းဆင်မှုကြီးဖြစ်တဲ့ supernova တစ်ခုအဖြစ်နဲ့အဆုံးသတ်သွားကြရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီနေရာမှာသူတို့အဲ့ဒါလိုပောက်ကွဲပြီးမသိဆုံးခင်စကြဝဠာမှာမြင်တွေ့ရတဲ့အကြီးမားဆုံးသောကျယ်ကြီးတွေအဖြစ်ဖောင်းကားလာတဲ့အခိုက်အတန့်လေးကိုပဲစိတ်ဝင်စားကြတာပါအဲ့ဒီအထဲမှာ Betelgeuse လည်းတစ်လုံးပါဝင်ဖြစ်ပါတယ်သူ့ရဲ့အချင်းကကီလိုမီတာ 1.2 ဘီလီယံလောက်ရှိတဲ့အတွက်ကျွန်တော်တို့နေထက်အဆ900ကျော်ကိုပိုကြီးနေတာပဲဖြစ်ပါတယ်အကယ်၍သာ Betelgeuse ကြီးကိုကျွန်တော်တို့ရဲ့နေဖွဲ့စည်းရဲ့အလဲတက်တဲ့နေမင်းကြီးနေရာမှာသာတွားထားလိုက်မယ်ဆိုရင်တော့ကြောက်သားတွေနဲ့ဖွဲ့စည်းထားတဲ့အတွင်းပိုင်းဂျိုတွေအကုန်လုံးကိုဝါးမြို့သွားပါလိမ့်မယ်ဂျူပီတာကြီးတောင်သူ့စီကလွတ်နိုင်မှာမဟုတ်ပါဘူးအခုချိန်မှာတော့ဒီလိုစူပါဂျိုင်ယန်တွေဟာအတော်ကိုကြမ်းတမ်းတဲ့အေယာမဘလူးကြီးတွေဖြစ်ပါတယ်သူတို့ဘဝရဲ့နောက်ဆုံးထွက်သက်တွေရောက်လာတဲ့အခါဆိုရင်
သူတို့စီကအေယာမပမာဏအများပြားရှိတဲ့ drug ပစ္စည်းတွေကိုအပြင်ဘက်ကိုခုံလို့တွန်းထုတ်ပြကြပါတယ်။ဒါကြောင့်မလို့ဒီကျယ်ရဲ့အစွန်းဘက်ကဘယ်နေရာမှာအဆုံးသတ်သွားလဲအာကာသဟင်းလင်းမြင်ကြီးကဘယ်နေရာကနေစတင်သွားတယ်လဲဆိုတာတွေကိုအတိအကျသတ်မှတ်နိုင်မှုအတွက်ကိုအတော်လေးခက်ခဲစေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဘလောက်ပဲအေယာမအရွယ်စားကြီးဖြစ်နေပါစေကျွန်တော်တို့အနေနဲ့ဘီတဲဂျူးစာလည်းအပြင်ကအကြီးဆုံးကျယ်ကြီးတော့မဟုတ်သေးဘူးဆိုတာသိလိုက်ပါပြီ။ဒီအကြီးဆုံးနေရာကိုကိုစားပြုတဲ့အခြားသောကြီးမားလာတဲ့ကိုယ်စလဲကျယ်ကြီးတစ်လုံးတော့ရှိနေပါသေးတယ်။ဒီဗီဒီယိုအစမှာကျွန်တော်အရေးမွဲ့ပြောခဲ့သလိုပဲအဲ့ဒီကျယ်ကြီးကစကူဒမ်ကျယ်စုထဲမှာပုံကွယ်လို့နေပါတယ်။ဒါကတော့အေယာမ UN စကူဒီကြီးပါပဲ။သူဟာဘလောက်တောင်ကျယ်ဝန်းသလဲဆိုရင်သူ့ဘိုက်ထဲမှာနေမင်းကြီးအလုံးပေါင်း9ဘီလီယံလောက်ကိုထည့်ထားလိုက်မယ်ဆိုရင်တောင်အေးစီးလေးဝင်ဆက်နေလောက်ပါတယ်။ဒါပေမဲ့အန်အောဖို့ကောင်းတာကဒီလောက်ကြီးနေပေမဲ့သူကအရန်လဲမပူပြင်းပါဘူး။တကယ်တော့ကျွန်တော်တို့နေရဲ့အပူချိန်ထက်40%တောင်ပိုပြီးအေးပြီးတော့မှိုင်းညွန့်ညွန့်အနီရောင်လေးပဲလင်းလက်နေပါတယ်။သူကလည်းနောက်ထပ် Red Super Giant အမျိုးအစားတစ်ခုပါပဲ။ဒီလိုဝေးကွာလွန်းလာတဲ့အကွာဝေးရဲ့အပူချိန်နှဲပါမှုရဲ့အကြောင်း UN Scooty ဟာကျွန်တော်တို့တာမန်မျက်စိနဲ့တော့အပြင်မှာဘလို့မှမမြင်ရပါဘူး။သူ့ကိုမြင်တွေ့နိုင်ဖို့ဆိုရင်အားကောင်းတဲ့မှန်ပြောင်းဒါမှမဟုတ်အသေးစား telescope တစ်ခုလောက်ကိုမဖြစ်မနေလိုအပ်မှာပါ။သူကအလင်းနဲ့9000ကနေ1000ကြားကအကွာဝေးလောက်တစ်ခုမှရှိနေတဲ့အတွက်ကြောင့်ရဲ့ကျွန်တော်တို့သိထားသမျှအကြီးဆုံးကျယ်ဆိုတဲ့တရဖူနေရာကိုလူဖို့စူးစမ်းနေတဲ့အခြားသောကိုယ်စားလှယ်ကျယ်တွေအများကြီးရှိနေတာကြောင့်ရဲ့ UN Scooty ရဲ့တကယ်အရွယ်စားအစစ်မှန်ကဘလောက်လဲဆိုတာကိုအနည်းနဲ့အများဆိုသလိုမသေးချာမရေရာမှုအချို့တော့ရှိနေပါသေးတယ်။ဒါပေမဲ့လည်းတေချာတာတစ်ခုကတော့ UN Scooty ကြီးဟာအချိန်အကြာကြီးဒီပုံစံတိုင်းဆက်မရှိနေနိုင်တော့ပါဘူး။အခုချိန်မှာသူ့ရဲ့သက်တမ်းကနှစ်ပေါင်း10သန်းကနေတန်း20ကြားထဲမှာရောက်ရှိနေပြီဖြစ်လို့သူ့အတွက်ရှင်သန်နိုင်စရာအချိန်ဟာတန်ပေါင်းအနည်းငယ်လောက်သာကြန့်ရှိနေတော့ပုံပါပဲ။အဲ့ဒီအချိန်ကာလတိုလေးအတွင်းမှာတော့သူဟာပို့လို့သိငယ်သွားနိုင်ပြီးတော့ Yellow Hyper Giant ဆိုတဲ့အဆင့်တစ်ခုကိုပြောင်းလဲကူးပြောင်းသွားနိုင်ပါတယ်။ဒီလို Yellow Hyper Giant ဆိုတဲ့ကျဲအမျိုးအစားဟာစိတ်ကူးနဲ့မြင်အောင်ကြည့်ဖို့ခက်ခဲလောက်အောင်ကိုပဲတောက်ပကြပါတယ်။ဒါပေမဲ့သူတို့ဒီလိုအခြေအနေမျိုးကိုရောက်ရှိနိုင်ဖို့ဆိုရင်ပထမအဦးဆုံးသူ့ရဲ့အပြင်ဘက်အလွှာတွေကိုလွတ်ထုတ်ဖယ်ခွာပစ်လိုက်ရပြီးကျဲသက်တမ်းရဲ့နောက်ဆုံးကြံရှိနေမဲ့ဓာတ်ပြုလောင်ကျွမ်းမှုဖြစ်စဉ်တွေကိုဆက်လက်ထိန်းသိမ်းထားနိုင်မှုအတွက်သူကိုယ်တိုင်အရင်ကထက်အများကြီးပိုမိုပူပြင်းလာအောင်အားယူရပါတယ်။ဒီ Hyper Giant ကြီးတွေကနေအင်အားအများကြီးသုံးပြီးဓာတ်ငွေ့လေချင်တစ်ခုကိုပောက်ကွဲထုတ်လွှတ်လိုက်ပြီးဆိုတာနဲ့ Jupiter အရွယ်စားလောက်ရှိတဲ့ Drug တစ်ခုလုံးကိုတောင်လွင့်စင်သွားစေနိုင်ရှိပါတယ်။ပြီးတော့အဲ့ဒီလိုမျိုးမကြာခဏဆိုသလိုလဲသူတို့ကအပြင်ဘက်ကိုပောက်ကွဲလွင့်စင်ထုတ်တတ်ပါတယ်။အောက်ဆီဂျင်ကာဗွန်နိုက်ထရိုဂျင်စတဲ့အလေးချိန်စီးတဲ့ drug စင်တွေအဝင်ပြည့်နေကအဲ့ဒီကနေထုတ်လွှတ်လိုက်တဲ့ drug ပစ္စည်းတွေက astronomical unit ပေါင်း1000လောက်ရှည်လျားတဲ့အေယာမတိမ်တိုင်ကြီးတွေကိုဖန်တီးပုံဖော်ပေးပါတယ်။ဒီပမာဏကဘယ်လောက်လဲဆိုရင်ကျွန်တော်တို့နေကနေနပ်ကျွန်းဂျိုအထိအကွာဝေးကိုအစာပေါင်း300ကျော်ထပ်ပြီးပိုများသွားတဲ့အကွာဝေးကြီးတစ်ခုပဲဖြစ်ပါတယ်။ပြီးတော့ဒီဖြစ်စဉ်တွေဟာစัจ java ကြီးတဖြည်းဖြည်းစင်ကဲတိုးတက်ပြောင်းလဲလာဖို့အတွက်အရန်ကိုအရေးကြီးပါတယ်။ဒီလိုစွမ်းအားပြင်းပြင်းနဲ့အပြင်ကိုတွန်းထုတ်ပြီးလဲပတ်နေတဲ့အလွင့်အစင်တွေဟာအာကာသတွေကအခြားကျယ်တွေစီကလာတဲ့ဖုံမုံတိမ်တိုက်တွေ drug ပစ္စည်းတွေနဲ့ပါထပ်ပေါင်းရောနှောသွားကြပြီးတော့အဆုံးသတ်မှာသက်ရှိတွေရှင်သန်ပေါက်ဖွားနိုင်မဲ့အခြေခံပစ္စည်းတွေနဲ့ပြည့်နှက်နေတဲ့ Stellar Nursery ဆိုတဲ့ကျက်သစ်ကလေးတွေမွေးဖွားရာနေရာကိုလှလှပပဖန်တီးပေးကြပါတယ်။အခုပြောတဲ့နောက်ဆုံးအဆုံးသတ်ဖြစ်စဉ်ကြီးကို UN Scooty တယောက်ရင်ဆိုင်ရဖို့ကအချိန်တန်းနဲ့ချီမလို့ရင်တောင်အနည်းဆုံးနှစ်ပေါင်းရာနဲ့ထောင်နဲ့ချီပြီးလိုနေပါသေးတယ်။ဒါပေမဲ့စัจ java ထဲမှာဒီလိုမျိုးနောက်ဆုံးပျက်စီးဖို့အခြေအနေကိုနီးနီးကက်ကက်ကြီးရောက်ရှိနေတဲ့အေယာမကျယ်ကြီးတစ်လုံးတော့ရှိနေပါသေးတယ်။ကျွန်တော်တို့အနေနဲ့ Milky Way Galaxy ပြင်ပမှာကျယ်တစ်လုံးကိုရှင်းရှင်းလင်းလင်းနဲ့အတိအကျပုံဖော်ရိုက်ကူးနိုင်ခဲ့ဘူးတာဆိုလို့တမိုင်းတစ်လျှောက်လုံးမှာတစ်ခုတည်းသောကျယ်ပါပဲ။အဲ့ဒါကတော့ UN Scooty နဲ့အနှဲငယ်ဆင်သူတဲ့ WOH G64 လို့ခေါ်တဲ့ Red Super Giant ကြီးတစ်ခုပဲဖြစ်ပါတယ်။သူဟာကဘာကနေဆိုရင်အလင်းနဲ့36000အကွာဝေးရှိတဲ့ Large Magellanic Cloud ရက်ဒေတာမှာတည်ရှိပါတယ်။မကြသိမ်းမီကပြုလုပ်ခဲ့တဲ့လေးလာတွေ့ရှိမှုတွေအရဒီကျယ်ကြီးဟာဆိုရင် Yellow Hyper Giant ဘဝကိုပြောင်းလဲပြီးသွားပြီလို့ယူဆကြပါတယ်။လွန်ခဲ့တဲ့10နှစ်အတွင်းမှာပဲဒီကျယ်ကြီးဟာအာကာသထဲသူ့ရဲ့ drug ပစ္စည်းတွေကိုတွန်းထုံလွှတ်ဆင်ခဲ့ပြီးထူထဲတဲ့ဖုံဖုံတွေနဲ့ဖုံးလွှမ်းသွားတာကြောင့်ကြည့်လိုက်ရင်ပုံမိန်သွားတာကိုလည်းတွေ့ရပါတယ်။ပြဿနာကတော့အခုလိုမျိုးကျွန်တော်တို့နဲ့အရန်ဝေးကွာလုံးတဲ့နေရာတွေဖြစ်သွားပြီဆိုတာနဲ့ပမာဏအတိအကျသိဖို့တိုင်းတာတွက်ချက်ရတာတွေကတကယ့်ကိုခက်ခဲပါတယ်။ဒါကြောင့်
WOH G64 ကြီးကတကယ်တမ်းဆိုရင် UI Scooty ထက်တောင်ပိုပြီးကြီးမနေဘူးလားလို့လည်းတန်တရားဖြစ်စရာပါပဲတကယ်တမ်းစက်ကြဝဠာထဲမှာကျယ်တွေကဒီထက်ရောပိုကြီးလာနိုင်သေးလားဆိုတာကျွန်တော်တို့ကိုယ်တိုင်သိသိချာချာမသိရသေးတာပါဒါပေမဲ့သိပြီးမဖြစ်နိုင်ဘူးလို့ယူဆစရာတခုကတော့ UI Scooty လို့ကျယ်ကြီးတွေဟာပညာရှင်တွေသတ်မှတ်ထားတဲ့ Hayashi limit လို့ခေါ်တဲ့နောက်ဆုံးမြင်တာထားတဲ့နေရာရဲ့အနားသက်လေးကိုတောင်တွားပြီးပုတ်တိုက်မိနေတဲ့အခြေအနေကိုရောက်နေလောက်ပြီးဖြစ်တာကြောင့်ပါပဲဒီ Hayashi limit ဆိုတာဟာကျယ်တလုံးရဲ့ drug truth တစ်ခုအပေါ်မှာမူတည်ပြီးအဲ့ဒီကျယ်အနေနဲ့အများဆုံးဘလောက်အထိပဲကြီးထွားနိုင်မယ်ဆိုတာကိုကန့်သက်ပြသထားတဲ့အမြင့်ဆုံးစံသတ်မှတ်ချက်မြင်တစ်ခုပဲဖြစ်ပါတယ်ဒါကိုစောစောပိုင်းကဗီဒီယိုအစမှာပြခဲ့တဲ့ Hasbron Razel ဇယားကြီးတွေကလိုင်းအဖြစ်နဲ့တွေ့နိုင်ပါတယ်တကယ်လို့များကျယ်တလုံးဟာအဲ့ဒီအမြင့်ဆုံးလိုင်းကိုဖျက်ကျော်ပြီးပိုကြီးသွားမယ်ဆိုရင်အဲ့ဒီကျယ်အတွင်းပိုင်းက convention လို့ခေါ်တဲ့လက်ပတ်စီစဉ်မှုကကျယ်ကိုလုံးဝလွှမ်းမိုးသွားပြီးနောက်ဆုံးစွမ်းရည်အားကြီးကသာပြန်အနိုင်ရသွားလို့ဒီကျယ်ကိုဖောင်းကားနေတဲ့အရွယ်ထက်ပိုသိငယ်သွားအောင်သာဖိသိပ်ပစ်ပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့တနေ့နေ့တစ်ချိန်ချိန်မှာ UI Scooty ထက်အနည်းငယ်လေးလောက်ပဲပိုကြီးမဲ့ကျယ်တလုံးကိုရှာတွေ့ကောင်းတွေ့လာနိုင်ပါတယ်ကျွန်တော်တို့ဘက်ကလွတ်သွားတဲ့မမြင်ရသေးတဲ့အရာမျိုးကြီးတွေအခြားမှာမရှိနေသေးဘူးဆိုရင်တော့သူတို့က UI Scooty ထက်သိပ်ပြီးအများကြီးပုံမူကြီးမားနေမှာတော့မဟုတ်ပါဘူးဒါပေမဲ့လည်းဘသူကများရေးရပြောနိုင်ပါလဲကျွန်တော်တို့ရဲ့ Mickey Way Galaxy ကြီးထဲမှာတော့မမြင်ဘူးမကြုံဘူးသေးတဲ့အခြားအမျိုးအစားစုံတဲ့ကြယ်ကြီးတွေကကွယ်ဝတ်ပြီးတည်တံ့တရှိခြင်းတွေလည်းရှိနေနိုင်တာပဲမဟုတ်လားကျွန်တော်တို့အဲ့ဓာတွေကိုရှာတွေ့ဖော်ထုတ်နိုင်တဲ့အထိလိုအပ်တဲ့နည်းပညာတွေလက်ရှိအချိန်အထိမရှိသေးတာကတော့အရန်ကိုဝမ်းနည်းစရာကောင်းလာပါတယ်အခုဒီနေရာအထိလေးလာလိုက်ရတာမှာကျွန်တော်သိသိချာချာနားလည်လိုက်ရတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့လူသားတွေရဲ့စဉ်းစားသွေးခေါ်နိုင်စွမ်းဆိုတာဟာကီလိုမီတာအနည်းငယ်ဒါမှမဟုတ်အများကြီးထက်ကျော်လွန်ပြီးပိုကြီးလာတဲ့ဘလို့အရွယ်အစားမျိုးကိုမဆိုတိတိကျကျလက်ခံသဘောပေါက်နိုင်ဖို့ရအရန်ခက်ခဲတယ်ဆိုတဲ့အချက်ပါပဲဒါကြောင့်ဒီလောက်အကြီးမားဆုံးကျယ်တွေရဲ့အနေထားပမာဏဆိုတာတွေဟာတကယ်ကိုကျွန်တော်တို့တွေးတောလက်ခံနိုင်စွမ်းတွေထက်ကိုအများကြီးကိုလွန်ခဲကျော်လွန်နေတာပဲဖြစ်ပါတယ်တကယ်စကြဝဠာတွေကအေယာမဘလူးကြီးတွေပါပဲဒါပေမဲ့အစအရာသေချာနှိုင်းရှင်ကြည့်ပြန်တော့လေခုနကကျွန်တော်ပြောခဲ့တဲ့ဒီလိုကြီးမားလွန်းပါတယ်ဆိုတဲ့အေယာမကျယ်ကြီးတွေတောင်မှ Galaxy တွေစကြဝဠာတွေနဲ့ရှင်ကြည့်လိုက်တော့လေတိတ်တိတ်မွားမွားအမုံမွားလေးတွေဖြစ်သွားကြပြန်ပါတယ်စဉ်းစားကြည့်ပါ Galaxy ကြီးတွေဆိုရင်တစ်ခုနဲ့တစ်ခုကိုအလင်းနဲ့တောင်းနဲ့ချီပြီးကျယ်ဝန်းတွေရှိသလိုတစ်ခုနဲ့တစ်ခုကလည်းအလင်းနဲ့တန်းနဲ့ချီပြီးကိုကွာဝေးနေတာပါနောက်ပြီးအာကာသဟင်းလင်းမြင်ကြီးတစ်လျှောက်အချင်းချင်းကွန်ရက်တစ်ခုလိုဆက်သွယ်နေတဲ့ Cosmic Web တန်းဆက်အဖွဲ့အစည်းပုံလိုင်းလေးတစ်ခုဆိုရင်ကိုနေရာလွတ်ထဲမှာအလင်းနဲ့ဘီလီယံနဲ့ချီပြီးတောင်ရှည်လျားပါသေးတယ်ဒီစကြဝဠာကြီးကတကယ်ကိုမယုံနိုင်လောက်အောင်ကျယ်ဝန်းလာလွန်တာမို့ကျွန်တော်တို့အကုန်နားလည်နိုင်ပြီပဲဆိုပြီးဟန်ဆောင်ပြောဖို့တောင်ဘလို့စကားလုံးမျိုးကိုစရွေးပြီးသုံးရမလဲမသိနိုင်လောက်တဲ့အခြေအနေမှာရှိနေပါတယ်ဒါကနားလည်နိုင်အောင်ရှာဖွေနိုင်အောင်ကျွန်တော်တို့စူးစမ်းခွင့်မရှိဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူးအရာရာမှာပိုကြီးတိုင်းအမြဲတမ်းပိုကောင်းတာမျိုးမဟုတ်ပါဘူးအခုဆိုရင်လက်ရှိမှာတာမန်ရွယ်စားလောက်လေးပဲရှိတဲ့ပြန်မြကျယ်လုံးကိုဗဟိုပြုလှည့်ပတ်နေတဲ့အင်မတန်သိငယ်လာတဲ့ဒီကဘာဆိုတဲ့ဂျိုလေးပေါ်မှာနေထိုင်ရတာဟာကျွန်တော်တို့အတွက်တော့ဒီကနေ့ဒီအချိန်ထိတကယ့်ကိုတင်းလျောက်ပတ်ပြီးတော့တကယ့်ကိုနေပျော်စရာကောင်းနေတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီနေ့တော့တော့ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးဘလို့ဘူးသုဒအကြောင်းအရာကိုထပ်ပြီးသိချင်သေးတယ်လဲဆိုတာကိုအောက်က comment မှာရေးပေးခဲ့ပါအောင်